မင်္ဂလာပါခင်ဗျာကျွန်တော်ဒေါ်နေဆန်းလွင်ပါကျွန်တော်ဆရာကြီးဦးတမောင်မြင့်မြန်မာပြန်ပေးထားတဲ့မမရီချဲဆိုတဲ့စာအုပ်ဖတ်ပြတာဒီကနေ့အပိုင်း30ပါအခန်း22မဟာဒုက္ခရိပ်မြန်သည်နေရောင်ခြည်နှင့်အတူအိယာမှနိုးလာပြီးတစ်ပင်တန်းများဖြင့်အနားသက်ထားသည့်စိမ့်များမျက်ခင်းပြင်ပေါ်သို့နေကြည်တန်းများဖြာဆင်းလာ၏တညလုံးနှင်းဖြိုင်ဖြိုင်ကျထားသဖြင့်မျက်ခင်းသည်ငွေရောင်ကပလာခြုံလွှမ်းထားပြီးသို့ရှိ၏အနက်ရောင်ငှက်ကလေးတစ်ကောင်နေကြိုတေးကိုစတင်တီကျွေးလိုက်သည်နှင့်အခြားတစ်ကောင်ကတံပြိုင်လိုက်ပေ၏တပြိုင်တည်းတွင်ဟိုအပင်ဒီအပင်မှကြေးငှက်သားရကများစွာတို့၏ကြည်နူးဖွယ်တေးသံသည်လောကကိုပို၍လှပစေလေပြီအိမ်ထဲပြန်ဝင်ခဲ့ပြီးအိတ်ခမ်းထဲရောက်တော့ကျွန်တော်ခေါင်းထဲတွင်ဟာလာဟင်းလင်းဖြစ်နေသည်ဒီဒီငြိမ်ငြိမ်တော့ရှိနေ၏ဘဝတွင်အရာအားလုံးရှင်းလင်းပြေငြိမ်နေသလိုပေါ်ပါနေ၏ရှေ့မှလမ်းကြောင်းသည်ပြန်ပြူးစွာဖြောင်ပြူးနေ၏နောက်ဆိုလျင်ကျွန်တော်နှင့်မမရီချဲသာရှိတော်မည်ဒီအိမ်ကြီးတွင်လင်ကိုမယားနှစ်ယောက်တည်းနေကြမည်လောကကြီးသည်မဟာဒုက္ခရိပ်မြန်ပြင်ပမှမတိမသာဖြတ်ကျော်သွားနေလိမ့်မည်တနေ့ပြီးတနေ့တစ်ခုပြီးတစ်ခုကျွန်တော်တို့နှစ်ယောက်အသက်ရှင်နေသမျှအဝတ်အစားလဲပြီးနနက်စာစားဖို့ဆင်းလာခဲ့သည်စားပြီးတော့ခွေးနှစ်ကောင်ကိုလေချွန်ပြီးခေါ်လိုက်သည်ပန်းချံထဲဆင်းခဲ့ပြီးတမ်လင်းအရေးတကြီးကြီးနှင့်အမျက်တနိုးထားသည့်ကမဲလီယာအဖူးအငုံတွေတပုံကြီးခူးပြီးပွေလာခဲ့သည်ပြီးတော့သူ့အခန်းထဲစုပ်ဝင်ချသွား၏သူကအိယာပေါ်တွင်ထိုင်ပြီးနနက်စာစားနေ၏လိုက်ကဆွဲစေ့ပြီးသူမတားနိုင်ခင်ကမဲလီယာတွေကိုသူ့အပေါ်ကျွန်တော်ကျဲချလိုက်၏ကျွန်တော်ထပ်နှုတ်ဆက်ပါတယ်မမရချဲဒီနေ့တစ်နေ့လုံးကျွန်တော်မွေးနေ့နော်သူကကျွဲမီတူသည့်လေတံဖြင့်မွေးနေ့ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ထုံးစံတန်းတကားခောက်ပြီးမှဝင်လို့ရမှာပေါ့သွား။အော်မိမတွေရဲ့ဂုံတိတ်ခါထင်ပါရဲ့တော်တော်ကြွားကြပါလားကမဲလီယာပွင့်တွေကသူ့ခေါင်းပေါ်မှာရောပခုံးပေါ်မှာပါလက်ဖက်ရည်ပကံတွေထဲမှာပါပြန့်ကျဲလျက်ကျွန်တော်ကမျက်နှာပိုးတက်ပြီးအခန်းတစ်ဖက်ထိပ်သို့ရှောက်သွားသည်ကျွန်တော်တောင်းပန်ပါတယ်မမရီချဲညကလည်းပရင်းပေါက်ကဝင်ခဲ့မိတယ်နော်ခုတခါဘာကြောင့်ကျွန်တော်ယဉ်ကျေးဖို့မေ့နေပါလဲကဲသွားပါတော့စီကွန်ပြီးဝင်လာပြီးဒီပုံစံနဲ့တွေ့သွားရင်သူဘလို့ထင်မလဲသူ့အတန်ကအေးဆက်လွန်းသည်ထင်၏ကျွန်တော်အောင်တက်တက်ဖြစ်သွားသည်သို့သောသူပြောပုံကတဘာဝကျနေသဖြင့်ကျွန်တော်လျှော့ရမည်မိမသားတယောက်၏အိတ်ခမ်းထဲကိုတကားမခောက်ပဲဝင်လာတာကတော့ဝန်စားလွန်းရာကြသည်ကျွန်တော်ယူမိဆဲဆဲမိမပင်ဖြစ်စေအောင်တော့ပေါ့ကျွန်တော်တောင်းပန်ပါတယ်မမရီချဲကျွန်တော်သွားပါမယ်တခုတော့ကျွန်တော်ပြောပြရစီမမရီချဲကိုကျွန်တော်ချစ်တယ်ပြောပြီးအခန်းထဲမှလှည့်ထွက်လာခဲ့သည်ခုမှပြန်တတိထားမိသည်သူ့လယ်ပင်တွင်ပလဲပရီမရှိတော့မနက်အစောကြီးသူ့ကိုထားခဲ့ပြီးနောက်ပိုင်းသူဖြုတ်ထားလိုက်ခြင်းဖြစ်မည်အခြားလက်ဝတ်ရတနာပစ္စည်းတွေလည်းမတွေ့တော့တင်ဆဲထားပြီးဖြစ်မည်မနေ့ကကျွန်တော်လက်မှတ်ထိုးခဲ့သည့်စာချုပ်စာတမ်းတွေတော့ဇပွဲပေါ်တွင်ရှိနေ၏အောက်ထပ်တွင်စီကွမ်ဘီကကျွန်တော်ကိုစောင့်နေသည်အကိုလေးကိုကျွန်တော်ဆူတောင်းပေးပါရစေခင်ဗျမွေးနေ့ပေါင်းများစွာဆက်လက်ဆင်နွှဲနိုင်ပါစေလို့ကျွန်တော်ကသူ့စကားကိုဖြတ်ပြောခြင်းနေသည်မှာရှာရားနေပြီကျွန်တော်နဲ့ခမည်းမမလေးလက်ထက်တော့မယ်ပြို့လို့ဒီလိုပျော်ရွှင်မှုမျိုးဖြင့်ကျွန်တော်သည်ပေါ့ပါစွာလွင့်မျောနေလေသည်စိတ်ထဲတွင်ခြေထောက်နှင့်အခင်းထိသည်မထင်တော့သို့သောတစုံတရာကကျွန်တော်ကိုဟန်တားသည်ဒီလောက်ကြီးမြတ်ခမ်းနားသည့်အရေးတကြီးကိစ္စကိုစီကွမ်ဘီအားလွယ်ကူကူကြိုမပြောသင့်ရုံးခန်းစီသို့ကျွန်တော်လျှောက်လာခဲ့သည်အလုပ်တစ်ခုခုလုပ်မည်ဟုဟန်ဆောင်လာခဲ့ခြင်းဖြစ်၏ရုံးခန်းထဲရောက်တော့အငူသားထိုင်ပြီးရှေ့တဲ့ကိုသာစိုက်ကြည့်နေမိသည်မနက်စောစောရရှိခဲ့သည့်စိတ်ဤငြိမ်းချမ်းမှုတို့ကျွန်တော်ထံမှထွက်ပြေးသွားကြလေပြီတပြိုင်တည်းတွင်မင်းညကအယူထခဲ့သည့်ရင်ခုန်တံများလဲတိတ်ဆိတ်ငြိမ်သက်သွားခဲ့လေပြီအကျဉ်းသားအေးရိတ်တို့မအေးမြကြတော့ပြီလား10 နာရီထိုးတံနှင့်အတူအလုသမားတွေမဟာဒုက္ခရိပ်မြိုင်တဝိုက်တွင်လှုပ်လှုပ်ရွရွဖြစ်စပြုလာသည်ကိုပရင်းပေါက်မှမြင်နေရ၏ငွေတောင်းခံလွှာအထက်ကြီးကိုကန်ကြည့်ပြီးမှပြန်ချထားလိုက်သည်ပြန်ကြားစရာစာတစ်စောင်ကောက်ရေးသည်ပြန်ဖက်ပြီးစုပ်ပစ်လိုက်သည်ရာခင်းအလုသမားတစ်ယောက်အလုကိစ္စဖြင့်လာတွေ့သည်သူ့နာမည်ကနတ်ပရေသူတင်လာသည့်ပြဿနာကခြံထဲပြန်ရောက်မလာသည့်နွားတွေကိစ္စဘယ်တော့မှမဖြေရှင်းနိုင်သည့်ပြဿနာကျွန်တော်ကသူနဲ့စကားမြန်ဖြတ်ပြီးစီကွမ်ဘီစီသွားဗျာအဲ့ဒီမှာဘီယာတောက်ချီဒီနေ့ကျွန်တော်မွေးနေဗျ
ကျွန်တော်အလုံးမလုပ်ဘူးဒီနေ့ကျွန်တော်အယမ်းပျော်နေတယ်ဗျဟုတ်ပြော၍ပုတ်ခါတွန်းလွှတ်လိုက်တော့သူပါဇက်အဟောင်းသားကြီးနှင့်ဖြစ်သွားသည်သူထွက်သွားသည်နှင့်ပဒင်းပေါက်မှခေါင်းပြူ၍မိဖို့ဆောင်အဖွဲ့ကိုပျော်ဝဲစားထွက်မိအစားအသောက်တွေချင်းထဲထည့်ပြီးအသင့်လုပ်ထားပါဟုအော်ပြောလိုက်သည်မမရီချယ်နှင့်နှစ်ယောက်ထဲနေရောင်အောက်မှနေခြင်းစိတ်ရုပ်ချီးပေါ်လာလို့ရုတ်တရက်စီစဉ်လိုက်ခြင်းဖြစ်၏မဟာဒုက္ခရိပ်မြန်၏အစဉ်အလာအောက်မှခဏပြေးထွက်သွားခြင်းသည်ထမင်းစားခန်းကြီးနှင့်ငွေရည်ပစ္စည်းတွေကိုခဏထားခဲ့ခြင်းသည်မိဖို့ဆောင်ကိုအမိန့်ပေးပြီးမြင်းဆောင်ဘက်သို့ရှောက်လာခဲ့သည်မမရီချယ်အတွက်ဝဲလင်တန်ကိုပြင်ခိုင်းရအောင်မည်သူ့ကိုမတွေးယထာယုံလေတကားပွင့်နေသည်အားလုံးတိတ်ဆိတ်ငြိမ်သက်နေ၏ပြီးမှအဆောင်ချတိတ်ကလေးထွက်လာသည်ကျွန်တော်ကအကျိုးအကြောင်းမေးတော့သူကဘာမျှနားမလဲဟန်ဖြင့်ပြန်ပြောသည်မမလေးက10နာရီကျော်လောက်မှယထာပြင်ခိုင်းပါတယ်ဘယ်သွားမယ်ဆိုတာပြောမသွားပါဘူးမြို့ဘက်သွားတယ်ထင်တာပဲအကိုလေးတိမ်တိုက်တွေပေါ်ရောက်နေသည့်ကျွန်တော်မြည်သောဖိလစ်အက်ရှလီသည်ဖုတ်ခနဲပြုတ်ကျပါလေတော့၏စိတ်ကူးရင်စွာရေးဆွဲထားသည့်တနေ့တာအစီအစဉ်တွေပျက်စီးခဲ့လေပြီလမ်းလျှောက်လိုက်ထိုင်လိုက်ဖြင့်နေမထိထိုင်မသာစောင့်နေခဲ့ရာနေ့လယ်ပိုင်းသို့ရောက်သွားသည်အလုတ်သမားများစားတောက်ချိန်ခေါင်းလောင်းထိုးတန်ကြားရပြီပျော်ပွဲစားချင်းလဲကျွန်တော်နဘေးတွင်အေးဆက်နေပြီနောက်ဆုံးတွင်2 နာရီထိုးတော်မှတစ်တော်ရဲသို့လမ်းလျှောက်ထွက်ခဲ့သည်မနက်ပိုင်းကရင်လှိုင်းခတ်တံများစိတ်သုံးသွားခဲ့လေပြီခံစားမှုတွေထုံထိုင်းသွားလေပြီလမ်းလေးခုစုံရောက်ခံပြီးတော့ဒူးယူမှလာနေသည့်ယထာတစည်းကိုလှမ်းမြင်ရသည်လမ်းလေကောင်တွင်ရက်ပြီးကျွန်တော်စောင့်နေလိုက်သည်ဝဲလင်တန်ကကျွန်တော်ကိုမြင်တော့ယထာကိုတုံကနေရက်လိုက်၏ကျွန်တော်ယထာပေါ်ခုန်တက်လိုက်သည်သူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်၏စောစောကလေးလံနေသည့်စိတ်တွေရုပ်ချီးပေါ်ပါရွှင်ပြလာသည်ဝဲလင်တန်ကကျွန်တော်နေရာယူပြီးသည်နှင့်ယထာဆက်မောင်းသည်နှစ်ဖူးပေါ်မှဇာလွှာကိုဆွဲချထားသဖြင့်မမရီချယ်ဤရွှေမျက်နှာတော်ကိုကျွန်တော်ဖူးတွေးခွင့်မရမမရီချယ်ကိုကျွန်တော်မနက်7 နာရီကတည်းကလိုက်ရှာနေတာပြောစမ်းမအောင်ဘယ်ရီလျှောက်သွားနေရလဲကုန်းမြင့်တာကိုသွားတာပါမောင်လေးရဲ့ခေါင်းကန်အဖေကြီးစီသွားတာလေအနက်ရှိုင်းဆုံးနေရာမှာမြုပ်နှံထားခဲ့သည့်ကျွန်တော်စိုးရင်စိတ်တွေရှုပ်ထွေးမှုတွေအသိစိတ်အပေါ်လွှာသို့ထိုးတက်လာလေပြီကျွန်တော်ပြန်မေးလိုက်သည်ဘာကိစ္စရှိလို့အလောတကြီးသွားရတာလဲအားလုံးအစောကြီးကတည်းကစီစဉ်ပြီးပြီပဲနေပေါင်းအားလုံးဆိုတာမောင်လေးဘာလို့ဆိုလိုတာလဲစာချုပ်အကြောင်းပြောတာစာချုပ်ပါအချက်တွေကိုမမရီချယ်စန့်ကျင်လို့မရဘူးလေကျွန်တော်တရားဝင်အသက်ပြည့်ပြီနေကန်ဒေါ်ဘာမှလုပ်လို့မရတော့ဘူးအားလုံးမမရီချယ်ပိုင်ပစ္စည်းတွေဖြစ်သွားပြီအော်ဟုတ်လားခုမှနားလေတာစကလုံးတွေကနည်းနည်းသိပ်မရှင်းလို့အဲ့ဒါကိုသိကြခြင်းလို့လေသူ့အတန်ကဟိုးအဝေးမှလာသည့်အတန်မျိုးအေးဆက်ဆက်မချစ်ပြင်းပြင်းကျွန်တော်တတိယနေသည့်အတန်ကတစ်မျိုးညတုန်းကကျွန်တော်နားထဲသို့တိုးတိုးလေးဝင်လာတဲ့ခုတော့ရှင်းပါပြီနော်ကျွန်တော်ကထပ်ပြောလိုက်သည်ရှင်းပါပြီဒါဆိုဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှပြောစရာမလိုတော့ဘူးပေါ့မလိုတော့ပါဘူးသို့တော့ကျွန်တော်ရင်ထဲတွင်မရှင်းဖြစ်နေသေးသည်ထူးဆန်းသောမသင်္ကာမှုမျိုးနှစ်ယောက်သားကြားမှအလိုအလျောက်စီးကျက်ညီနေသောရင်ခုန်တံတွေစီးထွက်သွားသည့်အလားပလဲကုန်းပေးစဉ်ကလိုလိုက်လဲပျော်ရွှင်သောရည်တံများမကြားရတော့မမရီချယ်ကိုထိခိုက်အောင်နေကန်ဒေါ်ဆိုသည့်အဖိုးကြီးကဘာတွေတတ်ရှို့လိုက်တယ်မသိကဲအဲ့ဒီမျက်နှာဖုံးကြီးပင့်တင်လိုက်စမ်းပါဗျာပြောတော့သူကပင့်တင်ပေးသည်ကျွန်တော်ကိုစိုက်ကြည့်နေသည့်မျက်လုံးများတွင်ခါတိုင်းလိုကြည်လင်ရွှန်းလဲ့ခြင်းမရှိကျွန်တော်မျှော်လင့်ထားသလိုရည်နေသည့်မျက်လုံးများကိုမတွေ့ရကျွန်တော်တွေးကြောက်နေသည့်အငိုမျက်လုံးများလည်းမဟုတ်ကျွန်တော်တွင်စိုက်နေသည့်မျက်လုံးများမှာတည်ငြိမ်လွန်းလှသည်အကျဉ်းသားငွေများလွင့်ပြေလေပြီလားသူ့မျက်လုံးများကကိစ္စတစ်ခုနှင့်ထွက်သွားပြီးရင်းကိစ္စစိတ်အေးလက်အေးရှိသွားသည့်ပုံမျိုးသူတို့သားဖမြို့တက်သွားကြတယ်ညစာစားပွဲတစ်ခုရှိလို့တဲ့အပြန်ဒီလှည့်ဝင်လိုက်မယ်လူစီကလေးနဲ့အဆင်ပြေအောင်မမရီချယ်စူးစမ်းခဲ့ပါတယ်မစိုးပါဘူးခုတော့သူတိတ်အေးဆက်ဆက်ကြီးမဟုတ်တော့ပါဘူးကောင်းပါတယ်သူနဲ့မမရီချယ်ရင်းနှီးစေချင်ပါတယ်အမှန်ကမမရီချယ်အရင်စဉ်းစားခဲ့ဘူးတဲ့ကိစ္စကိုခုမှပြန်ရောက်လာတာလူစီနဲ့မောင်လေးဟာတိတ်လိုက်ဖက်ညီတဲ့အတွဲပဲသူပြောပြီးရည်နေသည်ကျွန်တော်လိုက်မရည်ပါလူစီကိုဒီလိုကြည်စဲတာရက်ဆက်လွန်းသည်ဟုကျွန်တော်သဘောရသည်
လူစီကိုမထိခိုက်စေချင်ပါအနာတရားမဖြစ်စေချင်ပါဒီနေ့မှသူချစ်သူတွေ့ပါလိမ့်မည်မမရီချယ်စကားဆက်သည်မောင်လေးရဲ့ခေါင်းကိုင်အဖေကြီးကမမရီချယ်ကိုသဘောမကျဘူးထင်တယ်ဒါသူ့အခွင့်ရေးပါလေဒါပေမဲ့နေ့လည်စာစားပြီးတော့သူနဲ့မမရီချယ်အတော်လေးအပြန်အလှန်နားလည်သွားကြတယ်တင်းမာမှုတွေမရှိတော့ဘူးသူနဲ့လန်ဒန်မှာစုံဖို့တောင်စီစဉ်ဖြစ်ခဲ့တယ်လန်ဒန်မှာဟုတ်လားမမရီချယ်ကခုထိလန်ဒန်သွားကျင်နေတုံးလားဟုတ်တယ်လေဘာလို့မသွားကျင်ရမှာလဲကျွန်တော်ဘာမှပြန်မပြောတော့ပါသူ့ဘာသာသူသွားကျင်သွားနိုင်သည့်အခွင့်အရေးသူ့မှာရှိပါသည်ဝဲခြင်းချမ်းခြင်းလဲပတ်ခြင်းမှာပေါ့သူ့မှာပိုက်ဆံတွေအများကြီးရှိနေပြီပဲဒါပေမဲ့ဘာလို့နှစ်ယောက်အတူသွားဖို့သူမစင်စားတာပါလဲအိမ်ကိုအစောကြီးပြန်အောင်မှာတစ်တော်ရဲဆင်းလန်းလျှောက်ရရင်မကောင်းဘူးလားကျွန်တော်အကြံပြုတော့သူသဘောတူသည်ကောင်းသားပဲဝယ်လင်တန်ကိုဆက်မောင်းသွားခိုင်းပြီးကျွန်တော်တို့နှစ်ယောက်တစ်တော်ဆောင်တွေစတဲချသည့်တစ်လုံးအိမ်မရောက်ခင်တွင်ဆင်းလိုက်ကြ၏ချောင်းကလေးနှစ်ဘေးကလူသွားလမ်းအတိုင်းကျွန်တော်တို့ရှောက်လာခဲ့ကြသည်မွေးလိမ်မွေးကောက်လမ်းကလေးသည်တောင်ကုန်းပြေပြေကလေးပေါ်သို့မြင့်တက်သွားသည်တစ်ပင်အောက်တွင်ဟိုတပွင့်ဒီတပွင့်ကြွေကျနေသည့်တောပန်းပွင့်ကလေးများကိုမမရီချယ်ရှောက်ကောက်လာသည်ကျွန်တော်ကပန်းပွင့်ကလေးတွေကိုသူ့စီမှယူပြီးတစ်ပင်တပင်အောက်တွင်ဖြန့်ကျဲလိုက်သည်ပြီးမှကျွန်တော်ကုတ်အင်ကြီးကိုဖြန့်ခင်းပြီးသူ့ကိုထိုင်ခိုင်းသည်သူ့လက်အိတ်တွေကိုဆွဲချွတ်ပြီးလက်ခုံကိုကျွန်တော်နမ်းလိုက်သည်ပြီးတော့သူ့အုပ်ထုပ်နှင့်မျက်နှာဖုံးကိုယူပြီးနဘေးမှပန်းပွင့်ကလေးတွေပေါ်ကိုတင်လိုက်သည်ပြီးတော့နှုတ်ခမ်းအစုံကိုကျွန်တော်နမ်းသည်ပြီးတော့နန်းစရာနေရအားလုံးကိုကျွန်တော်မွတ်မွတ်တိတ်တိတ်နမ်းသည်ကာလကြာမြင့်စွာမျိုးသိပ်ခဲ့ရသည့်အချစ်စိတ်တို့ယူဖိတ်ပေါက်ကွဲခြင်းပဲမမရီချယ်ကလုံးဝမငင်းပဲအလိုက်သင့်ကလေးနေပေးသည်သူ့ပေါင်ပေါ်တွင်လှဲအိတ်ချလိုက်တော့မမရီချယ်ကလက်ချောင်းသွဲသွဲကလေးများဖြင့်ကျွန်တော်စပင်တွေကိုပုတ်သက်ပေးနေသည်ကျွန်တော်ကမျက်လုံးတွေပိတ်ထားလိုက်၏ဒီတရင်ကကိုမဆုံးစေချင်တော့အသက်ရှင်နေသည်၍ဒီလိုပင်နေသွားလိုက်ချင်ပါ၏အတန်ကြာမှမမရီချယ်စကားဆသည်မောင်လေးကိုမမရီချယ်ကဘာလို့ကျေးဇူးတင်စကားမပြောတာလဲဆိုပြီးအံ့ဩမနေဘူးလားဘာပြောရမှန်းမသိလို့လေမမရီချယ်ကကိုစိတ်မြန်လက်မြန်အနိုင်ဆုံးမိန်းမလို့အောင်းမိခဲ့တယ်မောင်လေးကပို့ဆိုးတာကိုမောင်လေးရဲ့ရက်ရောမှုအတွက်ဘလို့တုံ့ပြန်ရမယ်ဆိုတာအချိန်ယူရအောင်မယ်ကျွန်တော်ဘာမှမရက်ရောရပါလားမမရီချယ်ဒါတွေအားလုံးဟာမမရီချယ်ရပိုင်ခွင့်တွေပဲဟာနမ်းကျင်သေးတယ်မမရီချယ်ရုတ်ချီးပြောလိုက်သည်တခုနားလည်လိုက်ပြီးတစ်တော်ရဲကိုဘယ်တော့မှမောင်လေးနဲ့နှစ်ယောက်ထဲလမ်းလျှောက်မထွက်တော့ဘူးကဲထားပြရစီတော့ကျွန်တော်သူ့ကိုဆွဲထုထပေးလိုက်ပြီးဥညွတ်လိုက်သည်ပြီးတော့အုတ်ထုံနှင့်မျက်နှာဖုံးကိုကောက်ယူပေးလိုက်သည်နှစ်ခုစလုံးကိုလက်ပွေအိတ်ထဲထိုးကျိတ်ထည့်ပြီးစက်ကူဖားကလေးတစ်ခုနှိုက်ယူလိုက်ပြီးအပတ်ခွာသည်ပြီးတော့ကျွန်တော်စီကမ်းပေးသည်ယော့မောင်လေးအတွက်မွေးနေ့လက်ဆောင်အမှန်ကဓာတ်ထက်စောစောပေးရမှာကိုတထေးမကြီးဖြစ်နေမှမသိလို့ပင်ကိုဖြုတ်ပြီးကျွန်တော်လယ်စည်းတွင်ထိုးပေးသည်ပလဲလုံးကလေးပါသည့်ရွှေလယ်စည်းရင်ထိုးကလေးကဲခုမမရီချယ်အိမ်ပြန်ခွင့်ရပြီလားသူကကျွန်တော်စီလက်ကမ်းပေးရင်းပြောလာခြင်းဖြစ်သည်ခုမှကျွန်တော်တတိယသည်နေ့လယ်စာမစားရသေးပါကလားညစာနှင့်ပေါင်းပြီးတဝစားတော်မူလမ်းလျှောက်ပြန်လာရင်မျက်စိထဲတွင်ကြက်သားပြုတ်ကျော်နှင့်ဝက်ပေါင်6တွေကိုမြင်ရောင်နေ၏ကျွန်တော်တို့ရှေ့တွင်ညီကိုနှစ်ယောက်၏လျှို့ဝှက်ကြောက်စာတိုင်ရှိရာရှုခန်းသာသည်ဘွားကနေပေါ်လာသည်ချက်ချင်းပြန်လှည့်ဖို့ကျွန်တော်ဟန်ပြန်လိုက်သည်သို့တော့တိတ်နောက်ကျသွားပါပြီအဲ့ဒါဘာလဲမောင်လေးမြေကြီးထဲကထွက်လာတဲ့ကြောက်ပြားကြီးမဟုတ်လားကျွန်တော်ခက်လောလောပြန်ပြောလိုက်သည်ဘာမှမဟုတ်ပါဘူးမြေဧကမှတ်တဲ့ကြောက်တိုင်မှာလာဒီဘယ်ဘက်လမ်းကဆင်းကြမယ်နည်းနည်းတော့စောက်တယ်နော်ခဏနေပါဦးကြည့်ရအောင်ဒီနေရာကိုတခါမှမရောက်ဘူးကြောက်ပြားစီကိုဆက်လျှောက်သွားပြီးတေးသေးချာချာသူကြည့်သည်နှုတ်ခမ်းကလေးနှစ်မွာလှုပ်ခါစက်လုံးတွေကိုဖတ်နေသည်ကျွန်တော်အသက်မရှူရဲပဲစောင့်ကြည့်နေ၏သူ့တကိုယ်လုံးတောင့်ကနေဖြစ်သွားသည်ကိုကျွန်တော်မြင်လိုက်သည်နောက်တစ်ကြော့ပြန်ဖတ်နေပြန်သည်ကျွန်တော်စီပြန်လာကဆက်လျှောက်သွား၏ကျွန်တော်လက်ကိုမကင်တော့ကြောက်ပြားပေါ်မှာစာအကြောင်းသူဘာမျှမမေးမပြောကျွန်တော်ကလည်းရေငုံနေလိုက်၏သို့တော့
ကြောက်ပြားကြီးကကျွန်တော်တို့နဲ့အတူလိုက်ပါလာသည်ထင်ရ၏ကျွန်တော်မျက်စိထဲတွင်ကွေ့ကွေ့ကောက်ကောက်စာချောင်းတွေမြင်ရသည်အောက်တွင်နေဆွဲထိုးထား၏အတူကောက်စလုံးနှလုံးကအေးအေးတေးသေးချာချာထင်အောင်ရေးထားခြင်းဖြစ်၏ပြီးတော့ကြောက်တုံးအောက်တွင်ကျွန်တော်မြုပ်ထားသည့်မှတ်စုစာအုပ်ကလေးကိုမြင်နေ၏မမရီချေတယောက်တိတိတသာခြောက်ချားနေသည်စကားတခွန်းမျှမပြောတော့ကျွန်တော်တခုခုပြောမှဖြစ်တော်မည်စကားပြန်ဆတော့ကျွန်တော်အတန်ကပုံမှန်ကျွန်တော်ဒီနေရာကိုမမရီချေနဲ့အတူလာဖို့ပါပဲဒီနေရာဟာအကိုအကြိုက်ဆုံးရှုခင်းတာနေရာပဲမဟာဒုက္ခရိပ်မြိုင်ပိုင်စားမြေအားလုံးကိုစီးမြင်ရတဲ့နေရာလေစောစောမဖို့ပဲမင်းမွေးနေ့အထိစောင့်နေတယ်ပေါ့လေဟာမဟုတ်ဘူးအဲ့လိုမဟုတ်ပါဘူးမမရီချေကျွန်တော်ခတ်တိုးတိုးပြန်ပြောလိုက်သည်နောက်ထပ်စကားမပြောဖြစ်ကြတော့ပဲဆက်လျှောက်လာခဲ့ကြသည်အိမ်ရောက်တော့သူ့အခန်းကိုသူတန်းတက်သွားသည်ကျွန်တော်ကရေမိုးချိုးအဝတ်အစားလဲသည်သို့တော့စိတ်ထဲမပေါ်ပါတော့မိုးကောင်းကင်ကြီးတစ်ခုလုံးနှိမ့်ကျပြိုဆင်းလာပြီးရင်ဘတ်ပေါ်ဖိထားသည့်အလားခံစားနေရ၏အဘယ်မည်သောနတ်မိတ်စာမကောင်းဆိုးဝါးတို့ကကျွန်တော်တို့နှစ်ယောက်ကိုဒီနေရာရောက်အောင်ခေါ်ဆောင်သွားခြင်းပါလေကျွန်တော်ဦးခေါင်းတွေခြားခြားလဲနေပြီဘာပဲဖြစ်ဖြစ်ကြောက်ပြားအောက်ကစာအကြောင်းတော့ဘလို့မှသိနိုင်စရာအကြောင်းမရှိအကိုတယောက်ဒီစာကိုရေးနေစဉ်နေမကောင်းဖြစ်နေပြီအရာတိုင်းကိုတန်တရားမျက်စိဖြင့်သာကြည့်နေပြီတေဖို့အချိန်ကတိတ်မဝေးတော့သူဘာတွေရေးနေသည်ကိုသူသိပုံမပေါ်ရုတ်တရက်မြင်ကွင်းထဲကိုစာကြောင်းတစ်ကြောင်းဝင်လာသလိုထင်လိုက်၏မြင်လိုက်၏ငွေကလွဲပြီးသူ့နှလုံးသားမှာဘာမှမရှိဘူးဒီလိုရေးလိုက်တဲ့အတွက်ဖျားသခင်ခွင့်လွှတ်တော်မူမှာပါကျွန်တော်တို့နှစ်ယောက်ထမင်းစားကမ်းတွင်ဆုံကြသည်ဂျွန်နှင့်စီကွမ်ဘီတို့ကအသင့်ဆောင်နေကြ၏ကျွန်တော်မွေးနေ့အတွက်အထူးပြင်ဆင်ထားကြ၏ငွေရပစ္စည်းတွေဇာခန်းစည်းတွေဇပွဲခင်းတွေအားလုံးဖြူဖွေးပြောင်လက်နေ၏မမရီချေကပျော်ရွှင်စွာရီမောရင်ကျွန်တော်မွေးနေ့အတွက်ဆုတောင်းပေးသည်25နှစ်တာအချိန်ကာလသည်ကျွန်တော်နောက်တွင်ကြံခဲ့သလိုခံစားနေရ၏မွေးနေ့ညစာဝိုင်းကိုလှုပ်ပွဲကြီးဟုထင်လာ၏တမင်ဟန်ဆောင်ပျော်နေကြသလိုထင်လာ၏ဒါကိုရင်ထဲကမချေမနှက်ဖြစ်လာ၏အပြင်းအထန်ပေါက်ကွဲကြံလာ၏ဤသို့ဖြင့်ဝိုင်းတွေကိုခက်များများတောင့်နေမိ၏သူ့ဖန်ခွက်သေးကိုလည်းမပြတ်ထည့်ပေးနေမိသည်ဒီအခါတွင်မှရင်မစူးနေသည့်စူးတန်ရာကထုံသလိုဖြစ်လာသည်ကပီးကြောက်စာတိုင်ကိစ္စကိုမေ့မေ့ပျောက်ပျောက်နေနိုင်လာသည်နှစ်ယောက်သားထမင်းစားကန်းထဲတွင်ဘလောက်ကြာအောင်ထိုင်နေမိသည်မသိယထာဘိန်းတန်တွေကြားရသည်နီကန်ဒေါ်သားအဖထမင်းစားကန်းထဲဝင်လာကြသည်စပွဲပေါ်တွင်စားကျွန်းစားကြံများဖြင့်ရှုပ်ပွားနေ၏တဝက်တစ်ပြက်ကြံနေသောဝိုင်ခွက်ကနှစ်ခွက်ကျွန်တော်ကထပြီးကလတ်ထိုင်နှလုံးဆွဲပေးလိုက်သည်ခြေလမ်းတွေမမှန်ကျင်တော့ခေါင်းကိုင်အဖေကြီးကသူတို့စားခဲ့ပြီးဖြစ်ကြောင်းမွေးနေ့အတွက်ဆုတောင်းပေးဖို့ခဏဝင်လာခြင်းဖြစ်ကြောင်းပြောပြသည်စီကွမ်ဘီကဖန်ခွက်နှလုံးယူလာသည်လူစီကအပြာရောင်ဝတ်စုံနှင့်ကျွန်တော်ကိုစိုက်ကြည့်နေသည်သူ့မျက်လုံးတွေကိုကျွန်တော်အသိပဲကောက်နိုင်ပါသည်ကျွန်တော်အယမ်းမူးနေပြီလားဟုမေးနေသည့်အကြည့်ဖြစ်ပါ၏အားလုံးပြန်ထိုင်ကြပြီးစကားဝိုင်းအသစ်စသည်နေ့လယ်ကပြေလည်ခဲ့ပြီးဖြစ်၍သားဖနှစ်ယောက်နှင့်မမရီချေတို့စကားတွေဖောင်ဖွဲ့နေကြသည်စပွဲထိပ်တွင်ထိုင်ပြီးနှုတ်ဆက်နေသူကကျွန်တော်စကားဆဖို့လန့်နေ၏ခေါင်းထဲတွင်ဝင်နေသည်ကထုတ်ဖော်ကြေညာဖို့ဖြစ်၏နီကန်ဒေါ်ကဖန်ခွက်ကိုကင်ပြီးရှေ့သို့ကိုင်းကအပြုံးဖြင့်ဆုတောင်းစကားဆိုသည်အသက်အစိတ်ပြည့်သွားတဲ့ဖိလစ်အတွက်ပျော်ရွှင်စွာနဲ့တတ်တော်ရာကျော်ရှေ့ပါစေဗျာသူတို့သုံးယောက်စလုံးကျွန်တော်ကိုစိုက်ကြည့်နေကြသည်တောက်ထားသည့်ဝိုင်းအရှိန်ကြောင့်လားရင်ထဲတွင်ပျော်နေလို့လားမသိလူစီတို့သားအဖကိုချစ်ဖို့အကောင်းဆုံးယုံကြည်အားကိုးရဆုံးဟုစိတ်ထဲထင်နေ၏သူတို့ကိုကျွန်တော်ခင်ပါသည်ပြီးတော့ကျွန်တော်အချစ်ဆုံးကျွန်တော်အသေးနှလုံးမမရီချေကျွန်တော်နီးတူပျော်လွန်းလို့ထင်ပါရဲ့မျက်ရည်တွေလဲနေသည်မတိမတာခေါင်းငိမ့်ပြ၏ကျွန်တော်ပြောမိစကားကိုကြိုသိနေသည့်အလားပြောဖို့အားပေးနေသည့်အလားကျွန်တော်မတ်တက်ထားရက်လိုက်သည်အားလုံးကိုကျေးဇူးတင်စကားပြောသည်ပြီးတော့ဝိုင်ခွက်ကိုဖြည့်လိုက်သည်ကျွန်တော်ကလည်းပြန်ဆုတောင်းပြရစေမနဲ့ကလေးကကျွန်တော်ဟာကဘာပေါ်မှာအပျော်ရွှင်ဆုံးလူတစ်ယောက်ဖြစ်နေပါတယ်ကျွန်တော်လိုပဲကျွန်တော်ခေါင်းကင်အဖေရဲ့လူစီရဲ့ကျွန်တော်ဇနီးလောင်းမမရီချေရဲ့အားလုံးပျော်ရွှင်ကြပါစေလို့
ပြောပြီးဖန်ခွက်ကိုမော့ချလိုက်သည်ပြီးတော့အားလုံးကိုပြုံးပြုံးကြီးကျွန်တော်ကြည့်လိုက်သည်ဘလို့ဖြစ်ကြတာပါလဲသုံးယောက်စလုံးကြောက်စစ်ရုပ်တွေဖြစ်ကုန်သလိုငြိမ်နေကြသည်အဖိုးကြီးကိုကြည့်လိုက်တော့စိတ်ရှုပ်သွားပုံရ၏မမရီချေကိုကြည့်လိုက်သည်စောစောကအပြုံးဘယ်ရောက်သွားပါလဲကျွန်တော်ကိုစိုက်ကြည့်နေသည်ရေခဲရုပ်မျက်နှာမျိုးဖြင့်ပြောသည်ဘလို့ဖြစ်တာလဲမောင်လေးမင်းဘာရီလျှောက်ပြောနေတာလဲသိတ်မူးသွားပြီလားဖန်ခွက်ကိုစပွဲပေါ်ပြန်တင်လိုက်သည်ကျွန်တော်လက်တွေချိန်သားမကိုက်တော့စပွဲစွန်းတွင်တင်ပြီး၍ဖန်ခွက်ကျကွဲသွားသည်ကျွန်တော်တောင်းပန်ပါတယ်မမရချက်ကျွန်တော်ကြီးညာတာစောသွားတယ်ထင်တယ်မရိုင်းအောင်စပွဲကိုကျွန်တော်အားပြုကင်ထားရသည်နားထဲတွင်အတန်ပလန်တွေစူညံနေ၏မမရချက်ဘာကိုနားမလဲတာပါလဲကျွန်တော်ကိုမကြည့်ပဲလူစီတို့သားအဖကိုကြည့်ပြီးပြောသည်ရီချက်ထင်တော့မွေးနေ့မှာပျော်လွန်းပြီးဝိုင်များသွားလို့ထင်တယ်မနူးမနဲ့ចောင်းသားလေးတယောက်ရဲ့ယူမိုက်တာမျိုးကိုခွန့်လွတ်ကြပါနော်ပြီးတော့မေ့ပစ်လိုက်ကြပါသူ့အမူးပြေသွားရင်တောင်းမှန်ပါပါကဲအိတ်ခမ်းနဲ့သွားကြရအောင်လားထားရက်ပြီးအိတ်ခမ်းစီတို့သူကဥဆောင်ခေါ်သွားသည်သမင်းစားခန်းထဲတွင်ကျွန်တော်တယောက်တည်းရက်ချန်ရစ်သည်စပွဲပေါ်မှအယိုးပကံတွေအကျွင်းအကြံတွေကိုအကြောင်သားငေးကြည့်နေမိ၏စပွဲကင်းပေါ်တွင်ဝိုင်တွေဖိတ်ဆင်ထားသဖြင့်အကွက်လိုက်ကလထိုင်တွေကနောက်ဆုတ်လျက်ကျွန်တော်ရင်ထဲတွင်ခံစားမှုများထုံထိုင်းသွားလေပြီကျွန်တော်နှလုံးသားနေရာတွင်လေဟာနေကြီးတစ်ခုဝင်လာသလိုပါပဲဘာလို့ရမှန်းမသိသဖြင့်ကျွန်တော်ခဏငြိမ်နေလိုက်သည်ပြီးမှရိုင်ထိုးနှင့်သမင်းစားခန်းထဲကထွက်လာခဲ့သည်စာကြည့်ခန်းထဲဝင်ပြီးမိမထွန်းပဲထိုင်နေလိုက်၏ဝိုင်တကိုးကြောင့်ကျွန်တော်မိုက်မှားမိခြင်းပါကလားဒါထက်ဒီလိုပြောလိုက်ခြင်းအတွက်ဘာကြောင့်မမရီချေမခံမရက်နိုင်ဖြစ်ရတာလဲလျှို့ဝှက်အတိကိစ္စဟုနှစ်ယောက်စလုံးတစ္ဆာဆိုထားကြတာမှမဟုတ်ပဲအိမ်ရှိတက္ကမကြီးဖွင့်တန်ကြားရသည်နေကန်ဒေါ်သားအဖနှုတ်ဆက်တန်ယထာထွက်သွားတန်များကြားနေရ၏ကျွန်တော်ခေါင်းထဲတွင်အတွေးများကြည်လင်စားပြုပြီးဆက်ထိုင်ပြီးအသာနားထောင်နေလိုက်၏အပေါ်တက်သူတက်သွားတန်စကတ်နှင့်လေကတစ်များပုတ်တိုက်တန်များကြားနေရသည်ထိုင်ရမှထပြီးသူ့နောက်လိုက်သွားသည်မမရီချေစီးပြောသည်အပေါ်တက်ဝရန်တာတွင်သူ့ကိုမိသည်မောင်လေးအိတ်နေပြီထင်တာနောက်ထပ်အမှားမှားအယွင်းယွင်းတွေထပ်မဖြစ်ခင်မင်းသွားအိတ်ရင်ကောင်းမယ်ဖီလစ်သူတို့ပြန်သွားကြပြီကျွန်တော်တောင်းပန်ပါတယ်မမရီချေဒါပေမဲ့ကျွန်တော်ပြောပြရစီသူတို့သားဖကစိတ်ချရပါတယ်ဘသူမှပြန်ပြောမှာမဟုတ်ပါဘူးအော်ဒုက္ခပါပဲလားသူတို့ဘသူမှပြန်မပြောပါစေနဲ့လို့ဆုတောင်းရမှာပဲသူတို့ဘာမှမသိတာမင်းလောပုံကမြင်းထင်းတယောက်နဲ့အစီခံနဲ့ဖြစ်တဲ့ခိုးကြောင်ခိုးဝက်ဇလန်းမျိုးနဲ့တူးနေတယ်သိရှက်ဖို့ကောင်းတာပဲဘဝမှာဒီလောက်ရှက်စရာကောင်းတာမျိုးနဲ့တစ်ခါမှမကြုံဘူးခဲ့ဘူးမျက်နှာတွေဖြူလျော်နေစေရှိသေးသည်ဘယ်တုန်းကမှမတွေ့ဘူးသည့်မျက်နှာမျိုးဖြစ်နေ၏မနေ့ညကတော့မမရီချေမရှက်ပါဘူးဂရိပေးသေးတယ်လေမနေ့ညတကောင်ပါလေသဘောမတူရင်ကျွန်တော်ထွက်သွားမှာပေါ့ခတိဟုတ်လားဘာဂရိလဲကျွန်တော်တို့လက်ထပ်မယ်ဆိုရယ်ဂရိလေသူကလက်ထဲမှဖျောင်းတိုင်မြှောက်ပြီးကျွန်တော်မျက်နှာကိုတေးသေးချာချာကြည့်သည်မင်းဘာရီမမယူယူနဲ့ရှောက်ပြောနေတာလဲဖိလစ်အထိပ္ပယ်မရှိဘာဂရိပေးလို့တော့ပြောစမ်းပါမမရီချေမင်းကိုဘာဂရိစကားပြောမိလို့တော့ကျွန်တော်သူ့ကိုစူးစူးရဲရဲပြန်ကြည့်လိုက်သည်တတိလက်လွတ်ဖြစ်နေသည်ကကျွန်တော်မဟုတ်သူမမရီချေကျွန်တော်မျက်နှာတစ်ခုလုံးหนีရဲနေပြီထင်၏မမရီချေကျွန်တော်ကိုမေးတယ်လေဘာလိုချင်လဲတဲ့မွေးနေ့လက်ဆောင်ပေးမယ်တဲ့ကျွန်တော်ဘာပြန်ပြောလဲကျွန်တော်ဘာလိုချင်ရမှာလဲမမရီချေကိုလက်ထပ်ဖို့ကလွဲပြီးဘာမှမလိုချင်ဘူးလို့ကျွန်တော်ပြောခဲ့တယ်လေသူကဘာမှမပြောတော့ပဲကျွန်တော်ကိုမယုံကြည်နိုင်စွာစိတ်ရှုပ်ထွေးစွာပြန်ကြည့်နေသည်သူနားမလည်သည့်နိုင်ငံခြားဘာသာတစ်ခုကိုနားထောင်နေရသည့်အလားညကကျွန်တော်ပြောခဲ့တာတွေကိုတခုမှနားမလည်သည့်ပုံမျိုးကျွန်တော်ပြောခဲ့တာတွေကိုသူတကယ်နားမလည်တာလားဒါမှမဟုတ်ကျွန်တော်ကပဲသူဂရိကဝတ်ပြုသည့်စကားလုံးများကိုနားမလည်တာလားအကောက်အယူလွဲတာလားကျွန်တော်အတွက်အံ့ဩကုန်နိုင်ပွဲဖြစ်နေသည်သူအဆက်တကွဲအကျိုးနဲ့ဖြစ်ရတယ်ဆိုလျင်ကျွန်တော်အမှားကြောင့်ဟုအတိတ်ပဲထွက်နေသည်သို့သောကျွန်တော်မှားခဲ့သည်ဆိုသည့်အချက်နှင့်ပတ်သက်၍ကိုတန်တရားကြီးစွာဖြစ်နေရသည်ကဲကျွန်တော်အရှင်းဆုံးစကားလုံးနဲ့မေးမယ်မမရီချေကျွန်တော်ကိုလက်ထပ်မှာလားဘတော်မှလက်မထပ်ဘူးဘတော်မှလို့ပြောတယ်နော်ဒါနောက်ဆုံးပဲကဲမင်းသွားတော့ good night
သူကလက်ခပြပြီးကျွန်တော်ကိုမောင်းထုတ်သည်ကျွန်တော်ခြာကနေလှည့်ပြန်ဖို့ပြန်လိုက်သည်သို့တော့သူ့လက်ကိုဖမ်းဆွဲပြေးသားဖြစ်နေ၏ဒါဆိုမမရီချေကျွန်တော်ကိုမချစ်ဘူးပေါ့ဟုတ်လားဒါဆိုတတ်ဟန်ဆောင်နေတာပေါ့ခင်ဗျားဘာဖြစ်လို့အဲ့လိုလုပ်တာလဲမင်းညကပြောတာကောမူသားစကားတွေပေါ့ဟုတ်လားသူ့မျက်လုံးများဝေဝေဝါးဝါဖြစ်သွားပြန်သည်ဘာမှနားမလဲဟန်ကျွန်တော်တို့နှစ်ယောက်သစိမ်းပြင်ဖြစ်သွားလေပြီရင်မတန်ရာကိုစီဖြင့်ရီချယ်ဆိုသောထိုမိန်းမသည်ကျွန်တော်မျက်စိထဲတွင်အခြားဂျိုတစ်ခုမှတရဝါတစ်ကောင်ဖြစ်နေ၏ဖြစ်သွားတဲ့ကိစ္စတွေအတွက်မင်းမမရီချယ်ကိုအပြစ်ပြောရဲသလားမင်းပေးတဲ့လက်ဝတ်ရတနာတွေအတွက်ကျေးဇူးတုံ့ပြန်တဲ့သဘောပဲဒါထက်ဘာမှမပိုဘူးကျွန်တော်ရေးမြင်လာပြီအကိုမြင်တယ်လို့မြင်တတ်လာပြီကျွန်တော်အကိုလည်းသူ့အပေါ်အများကြီးမျှော်လင့်ခဲ့သည်သို့တော့ရမသွားပဲဘဝတပားသို့ပြောင်းခဲ့ရသည်အကိုကျွန်တော်နဘေးသို့ရုတ်ချီးရောက်လာသည်ဟုတ်တယ်အရိတ်ထဲမှာအကိုရက်နေသည်ဖျောင်းတိုင်မီးရောင်တစ်ဖြက်ဖြက်အောက်ကအရိတ်ထဲမှာကျွန်တော်တို့ညီကိုနှစ်ယောက်သူ့ကိုစိုက်ကြည့်နေကြသည်ဘာမှမျှော်လင့်ချက်မရှိတော့သည့်အနှိမ့်ဆက်ခံနှလုံးသားပိုင်ရှင်အကိုသူကကျွန်တော်တို့နှစ်ယောက်ကိုဆွတ်ဆွဲသည့်မျက်လုံးတွေနဲ့စိုက်ကြည့်နေ၏မျက်နှာတွင်အင်္ဂလိပ်သွေးရှာမရတော့မျက်နှာတစ်ချမ်းသာဖျောင်းတိုင်မီးရောင်တွင်မြင်ရ၏ပိုက်ဆံအကြွေစီးပေါ်ကမျက်နှာမျိုးမင်းဘာဖြစ်လို့ဒီလောက်စိုက်ကြည့်နေတာလဲမမရီချယ်ဘာအပြစ်ကျူးလွန်မိလို့လဲဟမ်မင်းမျက်နှာဘလို့ဖြစ်သွားတာလဲကျွန်တော်စဉ်းစားသည်သူ့ကိုဘာများထပ်ပေးစရာကြံသေးပါလဲအတွင်းပစ္စည်းအားလုံးနဲ့မဟာဒုက္ခရိပ်မြိုင်အိမ်ကြီးရောမြေတွေပါသူ့လက်ထဲရောက်သွားပြီကျွန်တော်အသွေးအသားနဲ့ကျွန်တော်နှလုံးသားကိုပါသူယူသွားပြီဘာမျှမကြံတော့ကြံလျင်လဲထိတ်လန့်ကြောက်ရွံ့မှုသာကြံလိမ့်မည်သူ့လက်ထဲမှဖျောင်းတိုင်ကိုဆက်ခနဲဆွဲယူလိုက်ပြီးလေကကုံလက်ရန်ပေါ်တင်လိုက်သည်နောက်ကျွန်တော်လက်နှစ်ဖက်သူ့လယ်ပင်စီရောက်သွားသည်သူမလှုပ်နိုင်တော့မျက်လုံးကြီးတွေပြူးပြီးလျင်ကျွန်တော်ကိုအလန့်တကြားကြည့်နေသည်ကျွန်တော်လက်တွေကအထိတ်တလန့်ဖြစ်နေသည့်ငှက်တကောင်ကိုမိထားသည့်အလားကျွန်တော်တအားညှက်လိုက်သည်ငှက်ကလေးအတောင်တစ်ဖြက်ဖြက်ခတ်ပြီးတခဏအတွင်းအသက်ထွက်သွားလိမ့်မည်သို့တော့လွတ်လိုက်သည်နှင့်လွတ်ရာကိုပြန်ပြေးလိမ့်မည်ကျွန်တော်ကိုဘယ်တော့မှခွဲမသွားရဘူးပြောမခွဲပါဘူးလို့ပြောသူနှုတ်ခမ်းကလေးတရွရွလှုပ်လာသည်သို့တော့အတန်မထွက်နိုင်တော့ကျွန်တော်လက်နှစ်ဖက်ညှစ်အားကပြင်းသည့်ထက်ပြင်းလာနေသောကြောင့်ဖြစ်၏ရုတ်တရက်သတိဝင်လာပြီးကျွန်တော်လှုပ်ပေးလိုက်သည်လေပင်ကိုသူလက်နှစ်ဖက်နှင့်ကင်ပြီးနောက်ဆုတ်သွားသည်ရွှေလေတိုင်းကြော့တွင်ကျွန်တော်လက်ရာတွေအတိုင်းသားထင်လျက်ကျွန်တော်မမရီချေလက်ထပ်မယ်မဟုတ်လားသူဘာမျှမဖြေပဲသူ့အခန်းစီသို့တန်းပြေးသွားသည်လက်နှစ်ဖက်ဖြင့်လေပင်ကိုဆုပ်လျက်ကျွန်တော်ကိုလှဲ့ကြည့်နှင့်ပြေးထွက်သွားခြင်းဖြစ်၏